မြမကြိုက်ကပဇွန်ချင်းထန်နီးဖော်မြူလာလေးတွေတခါတည်းချပြရင်လည်းပဇွန်ချင်းထည့်ပြမှာဖြစ်ပါတယ်ရှင်ကမ္ဘာနိုင်ငံတည်မှာစောင့်ကြည့်နေတဲ့မြမကြိုက်ကချစ်သူတွေရောပြည်တွင်းပြည်ပမြို့ရဲ့အချစ်တွေအားလုံးကိုညိုကမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ရှင်ဒါကတော့ပဇွန်6ပုံထမင်း6ပုံစားတစ်ပုံနဲ့ညီမျှတဲ့နော်ပဇွန်ကလည်း6ပုံထမင်း6ပုံနဲ့ညီမျှတဲ့စားတစ်ပုံအဲ့တော့မမညိုပြောချင်တာကပဇွန်6ပုံထမင်း6ပုံစားတစ်ပုံဆိုတာမြမကြိုက်ကပဇွန်ချင်းထန်နီးဖော်မြူလာဖြစ်ပါတယ်ချစ်သူတို့ဟုတ်ကဲ့ပါပြောချင်တာကတော့ချစ်သူတို့မိမိတို့ဝယ်လာတဲ့ပဇွန်လေးတွေဈေးကမိမိတို့ဝယ်လာတဲ့ပဇွန်လေးတွေကိုအမိချိုခေါင်းချိုကြိုက်တယ်လို့ပေါ့ထပ်မှန်တန့်စင်အခွန်နှွားကြိုက်တာလုပ်ပြီးလို့ရှင်ပဇွန်ကို6ပုံထမင်းကို6ပုံစားကို1ပုံဖော်မြူလာနဲ့ပဇွန်ချင်းထည့်လို့ရပါတယ်နော်ပြီးဆုံးအောင်ကြည့်ပါချစ်သူတို့ပြီးဆုံးအောင်ကြည့်ပေးပါရှင်နော်ဟုတ်ကဲ့ပါဒီပဇွန်6ပုံထမင်း6ပုံစား1ပုံဆိုတာကကျမချစ်လေးမျက်မြင်တခါနဲ့6ပုံချိန်စလက်ကလေးတွေနဲ့စပြီးတော့6ပုံညီမျှတော့ပဇွန်6ပုံနဲ့ညီမျှတယ်ထမင်း6ပုံနဲ့ညီမျှတယ်စား1ပုံထမင်း6ပုံပဇွန်6ပုံနဲ့ညီမျှတယ်စား1ပုံအဲ့တော့ပဇွန်6ပုံထမင်း6ပုံစား1ပုံဆိုတာကီလိုတွေပေါင်တွေနော်အလေချိန်ဝင်တွေဘာမှမလိုအပ်ဘူးချစ်သူတို့နော်လူဘိန်းဒီစားတစ်လုံးမှမတက်လဲဒါလေးတွေကိုပဇွန်ချင်းထည့်လို့ရတယ်ချစ်သူတို့နော်မြမကြိုက်ကပြည်တွင်းပြည်ပချစ်သူတွေအားလုံးကိုမမညိုကဒါကပဇွန်ပေါ်တယ်ဆိုရင်ပဇွန်ချင်းထည့်စားလို့ရအောင်ရဲ့နိုင်ငံခြားလူတွေတရားပေါ်တာဒုက္ခရောက်တယ်ဆိုရင်လည်းပဇွန်ရှိတယ်ဆိုရင်ပဇွန်ချင်းထည့်လို့ရအောင်ရဲ့မမညိုကဒါလေးကိုပဇွန်ချင်းထည့်နီးဖော်မြူလာကိုချပြပေးခြင်းဖြစ်ပါတယ်ချစ်သူတို့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်မမညိုကတော့ဒီပဇွန်ကိုခေါင်းလေးတွေကိုတိရောင်ဖြတ်ကြတယ်အစီပိုင်းလဲပဇွန်ချင်းကတိတ်ပြီးအစင်မပြေဘူးလေနော်အနံ့ဘာညာမကောင်းဘာညာဖြစ်တတ်တယ်လေအဲ့တော့အစီမရှိတာပဇွန်ချင်းပိုမှုေးစေတာပေါ့နော်ပဇွန်ခေါင်းကိုတိရောင်အစီမပေါအောင်ဖြတ်ပြီးတော့မှအမီးလေးတွေခြံထားတဲ့ပဇွန်အကောင်လေးတွေလှအောင်ပေါ့နော်အဲ့ဒီမှာကြည့်ပေးပါပဇွန်6ပုံနော်ပဇွန်6ပုံဒီဘက်မှာ6ပုံဒီဘက်မှာ6ပုံတော့ချစ်သူတို့မြင်နော်ဒီဘက်မှာ6ပုံဒီဘက်မှာ6ပုံမြင်နေနော်ဒီမှာ3ပုံမြင်နေနော်9ပုံပုံမှာထမင်းက4ပုံဒီမှာထမင်းက5ပုံနော်ညီမြချင်းတွေပဲအားလုံးစား1ပုံအဲ့တော့ပဇွန်6ပုံထမင်း6ပုံစား1ပုံပဇွန်ချင်းထက်မှာဖြစ်ပါတယ်မြန်လို့တမီးလေးမြန်လို့1မိနစ်ရှိသွားပြီအဲ့တော့ပဇွန်6ပုံနဲ့ထပ်စားနေအရင်ရောမယ်ပဇွန်6ပုံနဲ့စားနေအရင်ရောမယ်ဟိုထဲထပ်ချလိုက်ဇလားထဲတုံးချလိုက်တမီးဇလားထဲတုံးချလိုက်6ပုံလုံးအဲ့မှာ3ပုံ3ပုံကဲတန်ရှင်းတော့ပဇွန်ချင်းထက်နီးပါကိုယ့်ရဲ့မျက်မြင်ဝယ်စားပါချစ်တို့မျက်မြင်လောက်ပြနေရနော်မျက်မြင်လောက်ပြနေတာခါတဲ့သိန်းနဲ့ချီပြီးတော့ပဇွန်ကိုသိန်းကို10နဲ့ချီပြီးတော့ပဇွန်ချင်းထည့်ပေးနေတာဒီနေ့ပဇွန်ကုန်ချိန်အချိန်30ထည့်တာပဇွန်ကုန်ချိန်အချိန်30ပါရှင်အတရင်အလေးချိန်23ပိတ်တာ9ပိတ်တာခေါင်းထွက်ပါတယ်9ပိတ်တာခေါင်းထွက်ပါတယ်အချိန်30နဲ့တပိတ်တာနဲ့50သားသမီးနော်3ခါမှမသိစီအချိန်3ပဇွန်9ပုံနော်မြင်တော့ပဇွန်9ပုံဒီမှာစားတစ်ပုံထည့်နေပြီပဇွန်အချိန်30တပိတ်တာနဲ့50သားအဲ့ဒါကိုခေါင်းကြီးမဲ့9ပိတ်တာထွက်တယ်နော်ဟုတ်ပါအဲ့ဒီမှာ23ပိတ်တာအကတင်ကျန်တယ်အမ23ပိတ်တာ4ချိန်ကျန်တယ်ချစ်သူတို့အဲ့ဒီမှာ23ပိတ်တာ4ချိန်ကျန်တယ်နော်အဲ့မှာမြင်တဲ့အတိုင်းပြပေးနေပါတယ်မိမိတို့မျက်မြင်တန့်ရှင်းတာလေးကိုမိမိတို့မျက်မြင်တန့်ရှင်းမှုလေးကိုကြည့်ပါမိမိတို့မျက်မြင်ကိုဝယ်စားပါမိမိတို့မျက်မြင်ဝယ်စားပါချစ်သူတို့မိမိတို့မျက်မြင်ကိုဝယ်စားပါနော်မျက်မြင်ဝယ်စားပါရှင်မျက်မြင်ဘလို့တမန်ရှင်းလေးလုပ်ပြီးတော့ဝယ်စားပါနောက်ွယ်ရမှာဘာတွေထမ်းမှန်းမသိဘာတွေလုံမှန်းမသိဆေးတွေထမ်းမှန်းမသိဆေးတွေဖြန်းမှန်းမသိချစ်သူတို့နောက်ွယ်ရမှာဆေးတွေဖြန်းမှန်းမသိဆေးတွေထမ်းမှန်းမသိဆေးတွေရောမှန်းမသိဆေးရောင်တွေလှအောင်လုံမှန်းမသိနော်အစရှိတော့ပေါ့နော်ဒါလေးတွေကိုချစ်သူတို့ထမင်းကိုပုံနဲ့ရောမယ်တမီတော့ဝက်ချစ်ချမယ်ထမင်းကိုပုံလားချဒီမို့မကိုယ့်ရဲ့မျက်မြင်လေးပဲဝယ်စားပါမျက်မြင်လေးဝယ်စားပါချစ်သူတို့အမထမင်း4ပုံ4ပုံတမီဒီရတဝက်ထက်ဘဇွန်တဝက်ထက်ရောဒီရထက်အဲ့လိုဆုံးတာဒီအဲ့ဒါထမင်းတဝက်ယူတယ်အဲ့ဒါထမင်းတဝက်ယူတယ်4ပုံခွဲပေါ့4ပုံခွဲပေါ့တမီ4ပုံခွဲပေါ့အေးရပြီဘဇွန်ညက်ထက်တော့ဝချင်းရောမယ်သမီးမ4ပုံခွဲနဲ့ပဇွန်တစ်ခွဲနဲ့နော်အဲ့တော့ကိုယ့်ရဲ့မျက်မြင်ဝယ်စားပါချစ်သူတို့မျက်မြင်ဝယ်စားပါ4မိနစ်ရှိပါပြီတိုးတက်လေးလုပ်သမီးမျက်မြင်ဝယ်စားပါချစ်သူတို့ရေတန်ရှင်းလေးလုပ်ပေးနေတာကိုမျက်မြင်ဝယ်စားပါရှင်တန်ရှင်းလေးလုပ်ပေးနေတာကိုမျက်မြင်ဝယ်စားပါရှင်အဝဲကျိုးသွားရင်ရက်သွားမယ်သမီးဟိုကလို့ချိန်ဝယ်သွားဟိုနေ့သွားယူမောက်အိတ်သွားယူမောက်အိတ်ယူရပြီနော်ရပါဘူးဘောယူလာခဲ့အောက်ကဘန်းခံမယ်ဟိုဘန်းမှာလည်းတဲ့ဒီမှာရှိတယ်ဘန်းဒီမှာသမီးဒီလောက်ထည့်ပြီးဒီကိုထည့်ပြီးခဏဒီကိုထည့်ပြီးအဲ့ဒါကတော့ချတာအဲ့မိုးအိတ်ဒီနောက်ချတာလားသမီးဒီကိုလားသမီးထည့်ဒီကိုထည့်
အဲ့ထမင်းပန်းနဲ့မိုးအိတ်ထက်ထမင်းပန်းနဲ့ဟိုထမင်းပန်းနေတဲ့အဲ့ထမင်းပန်းနဲ့ထမင်းကိုကောင်းချစ်ယူပြီးထမင်းပန်းနဲ့မိုးအိတ်ခန့်သမီးတွေလက်ကထမင်းလေးကိုဟောချစ်ယူပြောင်းချစ်ယူမိုးအိတ်ထက်အောင်လို့မနည်းစီလည်းကိုနဲဝါလာနဲဝါအထက်လိုက်ထမင်းတွေစုပ်လိုက်နဲဝါလာမနဲဦးဆိုတဲ့ဒီဘက်ကတက်မနဲဦးဆိုတဲ့ဘက်ကတက်ဒီကြောင်ပြောင်းချစ်ယူရတယ်ပဇွန်ချင်း30နဲ့တပိတ်တာ50သားပဇွန်ချင်း30တပိတ်တာ50သားပဇွန်ချင်းထည့်တာပါရှင်တတင်ပဇွန်ချင်းက9ပိတ်တာခေါင်းထွက်သွားပါတယ်ခေါင်းက9ပိတ်တာထွက်သွားပါတယ်နော်ခေါင်း9ပိတ်တာထွက်သွားပါတယ်ချစ်သူတို့ခေါင်းက9ပိတ်တာထွက်သွားပါတယ်23ပိတ်တာတတင်ကြံပါတယ်ရှင်ပဇွန်ချင်းအဲ့လိုအချိန်30ကျော်ပဇွန်ချင်းထည့်တယ်ဆိုတာချစ်သူတို့ရေစဉ်းစားကြည့်ပါနော်ကျွန်မရောင်းရလို့ထည့်တာလားသွန်ပြစ်နေတာလား30သားအောင်1000ပါ30သားအောင်1000ပါဒီတစ်ပတ်မှာတော့ကျွန်မချစ်သူတို့ကိုသမီးလေးမွေးနေ့နဲ့ချိန်ပြီးတော့ပဇွန်ချင်းကိုအထူး promotion ဈေးတွေချပေးပါမယ်နော်အထူးစင်ကျွန်မသမီးလေးရဲ့မွေးနေ့နဲ့အစီအစဉ်ပေါ့ကျွန်မသမီးလေးမွေးနေ့အစီအစဉ်နဲ့ဆိုတော့ပဇွန်ချင်းကိုကျွန်မ9000နေနဲ့ထုတ်ပြီးရောင်းပေးရမယ်9000နဲ့ထုတ်လေးတွေထုတ်ရောင်းပေးမယ်နော်ကျွန်မသမီးလေးရဲ့မွေးနေ့အစီအစဉ်ပါသတင်းတော်ဖြစ်ကုန်ပြီသတင်းတော်ဖြစ်ကုန်ပြီကျွန်မပြောချင်တာပါတယ်ဟိုသတင်းကောင်းလေးပါတယ်လို့ပြောတာနော်သတင်းကောင်းလေးပါတာပါရှင်ကျမသမီးလေးရဲ့မွေးနေ့နဲ့တိုက်ပြီးတော့ကျမတို့ကကျမချစ်သူတွေကိုပဇွန်ချင်း9000တန်တုပ်လေးတွေတစ်ခါစားလေးတွေကိုထုတ်ပေးပါမယ်အဲ့ဒီခါကျမှကျမချစ်သူတို့ကလူမလားပြန်ရောင်းမလားချစ်သူတို့နော်လူမလားပြန်ရောင်းမလားစားမလားချစ်သူတို့သဘောပါရှင်လူမလားပြန်ရောင်းမလားစားမလားပေါ့နော်ကြိုက်တာလုပ်ပါကဲလို့အိတ်မသမီးအိတ်ပဲအိတ်ခါနေလိုက်စို့ရောမိုင်းပေးမလဲလိုက်စို့ဒီအိတ်ကိုခံလိုက်တော့တော့ပဇွန်ချင်းက10မိနစ်လောက်ပဲဖိတ်ဆုံးတမီသက်လေးလုံးနော်2မိနစ်နဲ့ပြီးအောင်ထည့်9မိနစ်ရှိပါရင်9မိနစ်17မိနစ်လောက်တော့ရမယ်လေ18မိနစ်လောက်တော့ရတယ်ထင်တယ်စောင့်ကြည့်ရနော်18မိနစ်လောက်တော့ရမလားမသိချစ်တယ်လို့နော်စောင့်ကြည့်ပေးပါတော့အိတ်ခါဒီပကံနဲ့ခတ်တယ်ဒီမှာထက်အိတ်ကိုဒီထက်အော်ရှေ့ဦးတို့ဒီဘောတင်မေးကိုဒီဘောတင်လိုက်အုံနောင်ပဲရအုံနောင်ပဲမေးလေးကိုတင်လိုက်အဲ့ပေါ့အိတ်လာကန်အစင်မပြေဘူးအိတ်လာကန်ရွှေနီရဲ့ကိုမြတ်မြင်တန်ရှင်လေးဝယ်စားစေးတွေလူပြီးတော့လဲပစုံချင်းထက်တာမဟုတ်ဘူးစေးတွေပါပြီးပစုံချင်းထက်တာမဟုတ်အန်ရကင်းဘေးရှင်းဒါတို့စေးဝါလို့တဲ့အန်ရကင်းဘေးရှင်းပစုံချင်းလေးတွေကိုချစ်သူတို့เนาะအစအဆုံးပြပေးတာပါရှင်အဖျားဆွဲသွားဆွဲသွားတန်ရှင်လေးလှုပ်ပေးနေတာစောင့်ချမင်းရစောင့်ချအဲ့ထဲထက်တယ်ဟိုထဲထက်တယ်အဲ့ဇလားလေးကိုထက်ချတယ်အဲ့ဇလားလေးကိုအိတ်ကြီးထက်ချတယ်ဒီဘက်ကိုဒီဘက်ကိုကပူးလိုက်အဲ့ဇလားလေးကိုထက်ထက်ဒီလာခိုင်အဲ့ဒါအရေးမကြီးဘူးကိုစားကြည့်ဒါလာခိုင်အရေးမကြီးအိုးရီပြီးတော့မှတိတ်အိုးရီတိတ်ချင်ငါတမီးအိုးရီတိတ်ချင်တာပြီးတော့မှတိတ်ဟဲ့ဖြစ်တော့အောက်ကဒိုင်းစမ်းပါမလားစမ်း
Mama စလုံးကြီးနဲ့ခတ်ထည့်တယ်မှာ7 minutes ရှိပါပြီသမီးလေးရေမမေ့ရှုခဏလားအမေတို့ဒါလေးရင်စေးပြင်းရော့ညနေတိတ်ပြီတို့ကြိုးလေးစီခါတဲ့ချာတော့လူဒီကကတ်နေတဲ့ဟာလေးထဲတစ်ကောင်မစုံလေးတွေကတ်ဒီသစလေးလားမဒီမှာခါရတဲ့လေးလွင်းနေဖြစ်ကုန်ဆက်ကြည့်ခါလဲအကျိုးလေးသေချာနေလေးလို့ခါရတယ်မင်းစီကဒူရာပိန်တာလောက်လိုက်အလုပ်ကိုလုပ်ရင်အားနဲ့အင်းနဲ့စနစ်တကျလုပ်7 မိနစ်ရှိပါပြီရနောက်ထပ်5မိနစ်လောက်ဆိုရင်5မိနစ်လောက်နဲ့လာကဲလာဒီတော့မှတိတ်ငါသမီးကမပေးခင်နေကတိတ်ချင်ကောက်ချင်ပဇွန်ချင်းထည့်ဖို့ကမင်းနဲ့ဆိုတော့ပဇွန်ချင်းထည့်ဖို့ကမင်းနဲ့အရေးကြီးနေတာဒီစားတွေကိုတိတ်ချင်သေးတယ်ဒီတဲအိုးတွေဟိုဒီပေါ်ဒီစနစ်မကင်းအိုးခင်းတွေခွေပြီးထည့်လို့ရပါမလားဘလို့စင်ပြေမလားခွေပြီးထည့်ခွေထည့်ကန့်လိုက်ထည့်ချတယ်ကန့်လိုက်ထည့်ပြီးလေကောင်ဖိချတယ်မနိုင်လာမီမိုးရလားကိုရကြရခဏလာပါအောင်ချောနေတယ်လက်အိတ်ကြီးဟဲ့လာကြမှာဟဲ့မဘိုးကြီးပြဒီမှာငါမိတယ်နော်ရပြီပေါ်မှာအနေနဲ့ပေါ်နေအေးအဲ့ဒါမို့လက်ဖင်ဒီဘက်ကလည်းထောင်ရပြီဒီမိုးဘက်ကလည်းထောင်မှရမှာရပြီမှာကဲတို့ထိုင်းနဲ့ဤကောင်ပါမထိုင်းနဲ့ဤကောင်လာပြန်ထမမလားရတယ်လို့ဒါဆန်လေးရဖြစ်ပါတယ်ချစ်ပြီးလို့နော်ဒါဆန်လေးရပါဒါဆန်လေးရဖြစ်ပါတယ်ရှင့်အော်မှာထိတ်မှာပဲကဲခမေးလေးထည့်မယ်နော်ခမေးလေးထည့်ပါမယ်တနည်းထည့်အချင်းတဲတဲ့အခါမှာအိတ်ကလည်းအနက်ရောင်မဖြစ်စေနဲ့ကျိုးကလည်းအနက်ရောင်မဖြစ်စေနဲ့ခွက်နဲ့အနက်ရောင်မဖြစ်စေနဲ့အချင်းနဲ့အနက်ဓာတ်သဘောမညီမျှရင်တောက်တတ်ပါတယ်တောက်တယ်ဆိုတာဘိုင်းနာမယ်အော်မယ်အမ်းမယ်မူးမယ်ဝေးမယ်ဝမ်းသွားမယ်အစရှိတော့ဗောနော်အဲ့တော့အချင်းနဲ့ဓာတ်သဘောမညီမျှမှာဆိုလို့ဘိုင်းအိတ်ဟာမှအနက်ရောင်မမြည်ပါစေနဲ့ချစ်သူတို့နော်ဒီကနေ့ဘာနေ့လဲကိုဒီနေ့ဘာနေ့လဲတောက်ကြတညအိတ်မယ်နော်တောက်ကြတညအိတ်မယ်စနေတညအိတ်မယ်တနင်္ဂနွေတညအိတ်မယ်တောက်ကြတညအိတ်မယ်စနေတညအိတ်မယ်တနင်္ဂနွေတညအိတ်မယ်တနင်္လာနေ့ကြလို့ရှင်အိတ်တယ်ဟိုတုံးနေဖိဒီနေ့ညရင်ခတ်ထက်ဒီညရင်ခတ်ထုတ်သမီးတုံးထည့်အောင်မယ်ဒီဘာကိုရေမများတော့ဒါကြီးလာပြီခဏလေးတုံးနေဖိရမယ်ခါကျရေများတာပေါ့တဲ့တယ်မြောင်းအေးသွားရောက်ပြီတောက်ကြတညအိမ်မယ်စနေတညအိမ်မယ်တောက်ကြတညအိမ်မယ်စနေတညအိမ်မယ်နော်ချစ်တို့တောက်ကြတညစနေတညတနင်္ဂနွေတညတနင်္လာနေ့ကျရင်မနေ့မိုးလင်းဖြစ်မယ်နော်တနင်္ဂနွေမနေ့မိုးလင်းကိုပေါ့ဒီနေ့ပါတောက်ကြတညစနေတညတနင်္ဂနွေညတောက်ကြတညစနေညတနင်္ဂနွေည3ညအိမ်မယ်ပေါ့3ညအိမ်ပြီးလို့ရှိလို့ရှင်ညိုတို့တနင်္လာနေ့ကျရင်ဖြစ်မယ်နော်တနင်္လာနေ့အစောကြီးဖြစ်ပါမယ်တောက်ကြတညစနေတညတနင်္ဂနွေတညတနင်္လာနေ့ညဖြစ်ပဇွန်ညဖြစ်ပြီးဖြီးပြမယ်နော်ဖြီးပြတဲ့အစီအစဉ်တွေလာမယ်โอเคလာမယ်နော်โอเคနည်းနည်းထက်လိုက်သမီးန
โอเค